မျောတယ်ပြည်သူလူတဲ့ပတ်စံကိုချွေးလဲစာကိုကြည်ဘောဖြစ်မပြောင်းမနဲ့ဘီယာဘောဖြစ်ပြောင်းတယ်ကျမမရှာနိုင်တော့ပါဘူးကျမကိုကဲကြပါအရက်ကတို့ကြီးကျမနဲ့ PDF 39ယောက်ကိုကဲကြပါကျမကိုကဲကြပါကျမတို့ကဲကြပါအရက်ကတို့ကြီးကျမတို့နှိပ်စက်နေပါနိုင်ထက်စီနေလာပြီးတော့ကျမတို့ကိုတနက်တွေပါတိမ့်သွားပါတယ်ကျမတို့ချွေးလဲစာနဲ့ဝယ်ထားတာပါဒီမှာဘီယာဘိုးကြီးပဲ4000ကျော်ကုန်တယ်ဘတ်4000ဘတ်4000ဆိုတာမြန်မာငွေနဲ့တွက်ရင်340နီးပါးရှိနော်ကျမတို့လုံးဝမခံနိုင်တော့နော်ကျမတို့လုံးဝမခံနိုင်ပြည်သူလူတဲ့ချွေးနေစာအလက်ကားနေဒီလိုက်တွေလွှင့်ပြီးတော့ဒီလိုတွေမူးပြီးတော့တောက်စားနေရဆိုကျမတို့ခလေးလေးကိုဘယ်လိုပုံစံမျိုးနဲ့အုပ်ချုပ်မလဲဆိုတာကျမကြည့်ကြည့်တယ်ကျမတို့ရဲ့အသက်ကဖက်ရွက်ကလေးတွေမဟုတ်ပါဘူးဒီတိုင်းသားလက်နက်ကင်တွေကိုအားကိုပြီးကျမတို့ကပြည်မကနေထွက်လာပြီးတော့ဒီကျမတို့စစ်မတိုက်တယ်လို့ကျမတို့ကလေးတွေစစ်ကူတိုက်ပေးပါဆိုပြီးကျမတို့အောက်ကြခံပြီးတောင်းသမျှပတ်စံလိုသမျှပတ်စံကိုမရရအောင်မဖြစ်ဖြစ်အောင်ကျမရှာပေးခဲ့တာပြည်သူတွေအသိပါအဲ့တော့အဲ့ဒီကနေစပြီးကျမကလေးတွေကစိတ်တက်တွေကြတယ်အဲ့ထဲမှာပဲတက်ထဲမှာထွက်ပြေးကြတယ်ခလေးတွေတယောက်ပြီးတယောက်ထွက်ပြေးကြတယ်ဒီစစ်ပွဲရဲ့အခြေအနေတွေကိုအကုန်လေးလာသုံးသက်အကုန်ကြည့်ကျမစကားကိုမယုံပါနဲ့နော်တေချာသုံးသက်ကြည့်ပါဝေဖန်စဉ်းစားကြည့်ပါအဲ့တော့ပတ်စံဒီကမလိုလားအဖက်နဲ့ကုန်တယ်ကိုခလေးတွေကြတော့ရှေ့တန်းမှာကြီးမရှိတော့တဲ့ခါမှာ AKG 30ကိုထပ်တောင်းလို့မရဘဲနဲ့တိုက်ပွဲမှာ AKG 30နဲ့ကျမတို့ခလေးတိုက်ပွဲဝင်ရတယ်နော်ဘီယာဘိုးတာဘတ်4000ကျော်ကြာကျမမခံနိုင်တော့အဲ့ဒီအတွက်ကျမနောက်ဆုတ်ပြီးတော့မတိကျအောင်ဆောင်ပြီးတော့ပဲကျမနေလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမတို့ကလေးတွေရဲ့ယုံကြည်မှုကစစ်ပွဲမှာမျက်ဝါးထင်ထင်အရေးအချင်းတွေကိုအကုန်လုံးမြင်လိုက်ရတဲ့အတွက်ကျမဘလို့မှထိန်းချုပ်လို့မရတော့ကျမဘလို့မှထိန်းချုပ်လို့မရတော့အဲ့လိုထိန်းချုပ်လို့မရတဲ့အတွက်သူတို့တွေကအရေးအချင်းရှိတဲ့ခေါင်းဆောင်ကော်တူလေးအာမီရဲ့အဖူးနယ်သားများစီကိုသူတို့တွေအကုန်လုံးပြေးကြတယ်နော်အကုန်လုံးပြေးကြတယ်ကျွန်တော်တို့မနေနိုင်တော့ပါဘူးကျွန်တော်တို့အမြန်သွားမှဖြစ်မယ်ဆိုပြီးသူတို့အသက်ပေးလို့ရအောင်သူတို့ပြေးတယ်ဘိုးစာလုံးကမူးလာရင်ဘယ်တော့မှလမ်းမယူဘူးဆဲကျင်ဆဲတယ်လိုက်လွှင့်နဲ့ပြောရင်ပြောတယ်သူတတ်ချင်လည်းတတ်တာပဲအဲ့ဒါကိုကျမတို့ကမျက်ဝါးထင်ထင်တွေးခဲ့ဘူးတယ်မြင်ခဲ့ဘူးတယ်အဲ့ဒီအတွက်သူတို့တွေအကုန်ကြောက်လို့အဖူးနယ်သားများစီကိုအကုန်လုံးပြေးကြတယ်ကျမတိုင်းသားလက်နက်ကင်ခေါင်းဆောင်ကျမတိုက်ခိုက်တဲ့လူမဟုတ်ပါဘူးကျမတို့ကိုကူညီခဲ့တယ်ကဲတင်ခဲ့တယ်ကျေးဇူးရှိတယ်ဆိုတော့ကျမကျေးဇူးရှိတယ်ဆိုပြီးကျမပြောခဲ့တယ်အဲ့တော့အဲ့ကလေးတွေအကုန်လုံးအဖူးနေတာများစီကိုပြောင်းသွားတယ်နော်အခုဒီနေ့ပထမနေ့ကကျမတို့ဒီကလေးကိုခေါ်ထုတ်သွားတယ်ဆိုပြီးကျမတို့ပြဿနာအကြီးကျယ်ရှာတယ်ကျမမှာအတန်ဖိုင်တွေရောဗီဒီယိုတွေရောရိုက်ထားတဲ့တပ်တွေအထောက်ထားကျမမှာအများကြီးရှိဒီကလေးတွေကိုကျမတို့ဆွဲထုတ်သွားတာမဟုတ်ဘဲနဲ့သူတို့ဖိုင်သူတို့ကြောက်ပြီးအကုန်လုံးပြေးသွားကြတာဒီကလေးတွေနော်ဟဲ့တော့ထားပါအဲ့တော့ကျမတို့ကလေးတွေကိုအတန်အနေနဲ့အထိချင်းချောက်တယ်နော်လူမလိုချင်ဘူးလက်နက်တွေပဲလိုချင်တာတဲ့ကျမပြောချင်တဲ့အဓိကအပိုင်းကိုရောက်ပြီကျမတို့ဘိုးစာလုံးနဲ့စပြီးတီထောင်စဉ်အခါတဲကကျမတို့မှာရက်ခ60ဆိုတဲ့ကျမတို့အဖွဲ့ကိုဖွဲ့စည်းစဉ်အခါတဲကျမတို့မှာဘိုးစာလုံးစက္ကန့်အောင်စရောက်လာတဲ့ AK 4လက်ပါလာပါတယ်ကျမတို့9လက်ဝယ်ထားအတီးဖတ်တရားနဲ့ကိုမှန်ကြီးနဲ့စီမှာ1လက်ကြံခဲ့ပါကျမတို့ AK 4လက်ပါပါတယ်အဲ့ဒီအချိန်တည်းကဖလူးစခန်းသိမ်းခံရတဲ့စဉ်အချိန်တည်းကဘိုးစာလုံးစီကိုကျမတို့ပေးခဲ့တယ်ကျမမနန်းမမိုးစီမှာအကူကြီးတောင်းခဲ့တယ်ဘတ်ငွေ10သိန်းနောက်ထပ်လဲဘတ်ငွေ10သိန်းကျော်မနန်းမမိုးကဘတ်သိန်း20ကျော်ဘိုးစာလုံးကိုပေးခဲ့ပါတယ်ကျမတို့ရဲ့တောင်ပိုင်းနဲ့တာဝန်ခံကိုရှားဖောင်ဘတ်ငွေ12သိန်းနဲ့8000တခါလွှဲပြီးတော့နောက်ထပ်လွှဲတာအလုံးမှာဘတ်ငွေသိန်း20ကျော်ပါနော်ပြီးတော့နောက်ထပ်တစ်ခုကျမတို့စတင်မတီထောင်စဉ်ခါတဲ့ကကျမကိုလူတွေတိုက်ခိုက်နေတဲ့အရာရှိပါတယ်အဲ့ဒီအရာဘာလဲဆိုလက်နက်အယောင်းဝယ်လုပ်တယ်ဆိုပြီးကျမတို့တိုက်ခိုက်နေတာတကယ်တော့အဲ့ဒီလက်နက်အယောင်းဝယ်မှာကျမတို့ကလုံးဝမပါခဲ့ပါဘူးကျမလက်နက်အယောင်းဝယ်လုံးဝလှုပ်ရှားတဲ့လူတွေမှာမပါပါဘူးဒါပေမဲ့ကျမမဖြေရှင်းခဲ့ပါဘူးအဲ့ဒီပြဿနာဘာလဲဆိုတော့ကဏီကိုလက်နက်ဝယ်ပေးဖို့အတွက်ကိုCRPH အဖွဲ့အစည်းကနေပြီးကျမပြောတဲ့စကားတွေမှန်လားမမှန်လားအလှရှင်တွေသိမှာပါ CRPH အဖွဲ့အစည်းကနေဘတ်ငွေ6တန်းနီးပါဘတ်ငွေ6တန်းနီးပါတနက်ဝယ်ခိုင်းတာပါအဲ့ဒီမှာတနက်အလက်20အဖမ်းခံရတယ်ဆိုပြီးဘိုးစာလုံးကနောက်ထပ်အဲ့ဒီပတ်စံနေမှန်တာများကိုလုံးဝဘာတစ်ခုမှအရေးရောင်တော့မပြတော့ဘဲနဲ့ကျမတို့
တောင်ကြားဖလူးစခန်းအသိခံပြီးတော့တောင်ကြားစခန်းကိုရောက်ဟဲ့ချိန်မှာကျမရသမျှပတ်စံနေမှန်သမျှကိုကျမမှာစိတ်ရင်းရှိပါတယ်ဘိုးစာလုံးစီကိုပေးတာချက်လက်နေတော့ကျမတို့ထားပါတယ်ရှိပါတယ်အထောက်ထားတက်တည်နေတော့ကျမတို့ပြောလေအဲ့ဒီအချိန်လေးကတနက်၄လက်ကကျမတို့ကလေးတွေတလက်မှမကန်ရတော့ပဲနဲ့ PDF လေးတွေကတနက်၄လက်နဲ့ပဲကျမတို့လဲပတ်ပြီးရှင်သက်လာတာနောက်ဆုံးအဖူးနေတာများစီကိုရောက်တဲ့အထိပါပဲကျမရှာတဲ့ပတ်စံလေးကဘိုးစာလုံးတလားခိုင်းသမျှဝယ်ခိုင်းသမျှပစ္စည်းတွေမှန်သမျှကိုကျမဝယ်ရတာပါကျမစီမှာစည်ရင်းစရာနဲ့တကွာရှိပါတယ်ဝင်ငွေတွေလည်းရှိပါတယ်ထွက်ငွေတွေလည်းရှိပါတယ်ဟုတ်ပါပြီနော်နောက်ထပ်တစ်ချက်ကျမထပ်ပြီးတော့ပြောပါမယ်နော်မနန်မိုတက်မဟာခုနှစ်ကနေပြန်ပြီးသိမ်းခိုင်းလိုက်တဲ့တနက်တီနော်ကျမတို့ကလေးတွေတစ်လက်မှတစ်ဖက်မှကျမတို့မကန်ရပါနော်ကျမတို့ကလေးတွေတစ်လက်မှတစ်ဖက်မှမကန်ရပါအဲ့ဒီဘန်းငွေတန်းပေါင်းများစွာတာရောက်ရှိသွားတယ်ကျမတို့ PDF တီကကျမစပြီးဝယ်စင်အခါတည်းကစင်ကာပူက3လက်လှူတာနဲ့ဦးစီးကွက်ကြီး1လက်လှူတာနဲ့အဲ့ဒီ4လက်က4လက်ပဲကျမတို့စီမှာလက်နက်မမြင်ရပါဘူးကျမတို့လက်နက်လုံးဝမကန်ရပါဘူးကျမတို့မှမရှိပါဘူးနော်အဲ့လိုတွေဖြစ်ပြီးတော့နေရင်းနဲ့ကျမကစင်ပြူစစ်တောင်းရဲ့ထောက်ဖို့ဖြစ်လာတော့လိုအပ်တာတွေမှန်သမျှကိုကျမဝယ်ပါတယ်ဝယ်ပြီးတော့ပို့ပါတယ်နော်အဲ့ဒါတွေအကုန်လုံးကိုပို့ရင်းနဲ့ဥက္ကဋ္ဌတိုက်ပွဲလဲဖြစ်ကောကျမမှာရှိတဲ့ပတ်စံနဲ့ကျမမောင်လေးတွေ M4 ကင်ဘူးပါစေတော့ဆိုပြီးကျမ M4 2လက်ဝယ်တယ်တနက်နောက်ထပ်1လက်ဝယ်တယ်အားလုံးပေါင်းစစ်ခွေးတနက်1လက်နဲ့ဆိုကျမတို့မှာ8လက်တီရှိပါတယ်နော်အဲ့ဒီနောက်ပိုင်းမှာလွန်ခဲ့တဲ့2လ3လတုန်းကNUGC ကလက်နက်အယောင်းဝယ်လို့ခဏပေးကင်ထားတာဆိုတဲ့ AK10 လက်ဘိုးစာလုံးကကျမတို့အဲ့အချိန်မှာစငှားပါတယ်စပေးပါတယ်ဒါပေမဲ့အခုတော့ကျမတို့စွန့်ခွာသွားတဲ့အချိန်အဲ့ဒီတနက်တွေနဲ့မဂဇင်းပေါက်တွေကျမတို့အကုန်လုံးပေးထားခဲ့ပါတယ်ကျမတို့တက်လက်မှယူမသွားပါဒါပေမဲ့ဘိုးစာလုံးကအခုကျမတို့ရဲ့ဌာနချုပ်ထီကိုလိုက်ပြီးတော့အဲ့ဒီတနက်တွေကိုယူသွားပါတယ်ဘာဖြစ်လို့လဲကျမမေးချင်တာကြီးနိုင်ငယ်ချင်းငါကတိုင်းရင်းသားလက်နက်ကင်မယ်ငါမှလက်နက်ရှိတယ်နင်တို့ PDF တွေလှုပ်ချင်တာလှုပ်လို့ရတယ်ဆိုပြီးကျမတို့နိုင်ထက်စီနေနဲ့အနိုင်ကျင့်လာတာကျမတို့ရှာခဲ့တဲ့ပတ်စံတွေကျမတို့အခုချိန်ကြီးတနက်တက်လက်မှကျမတို့မကင်ရသေးဘူးဘန်းငွေတန်းပေါင်းမြောက်များစွာနော်စင်ပြူစစ်ကြောင်းဆိုပြီးဒီဘန်းငွေ6တန်းနီးပါးကလည်းဒီ6တန်းနီးပါးလည်းစင်ပြူစစ်ကြောင်းဆိုပြီးဂုံပြူလာကျမတို့ရုံးဖွဲ့ကနေထုတ်ပေးလိုက်တာပါကျမမကြောက်ဘူးကျမတို့တိမ်သွားရင်လည်းအမှန်တရားအတွက်ပဲတိမ်သွားမယ်အခုကျမတို့ကလေးတွေကိုနိုင်ထက်စီးနေဒီနေ့လာတယ်ဌာနချုပ်ကိုလာပြီးတော့ကျမတို့ကလေးတွေကိုပြန်လိုက်မှလားမလိုက်ဘူးလားဆိုပြီးကျမတို့မဲခွဲတဲ့ခါမှာကလေးတွေကသူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့လာတာပါလုံးဝပြန်မလိုက်ဘူးလို့ပြောတာနဲ့တနက်တွေကိုတိမ့်သွားပါတယ်ဘိုးစာလုံးရင်တနက်8လက်ဆိုတာဘတ်8သိန်းရှိပါတယ်ပြည်သူရဲ့ယုံကြည်မှုအဲ့လိုအလွဲသုံးစားလုပ်လို့ရလားကျမတို့ကိုဒီအိမ်မှာလာခိုးတယ်ဆိုပြီးတနက်အားကိုနဲ့နိုင်ထက်စင်းနေအနိုင်ကျင့်လာလားကျမတိမ်သွားပါစီနော်တက်ခံရရင်တက်ခံရပါစီကျမမကြောက်ဘူးကျမအမှန်တရားကိုပြောပြီးတော့တိမ်သွားမယ်သိပါစေကျမမကြောက်ဘူးတန်အောင်ပြောခဲ့မယ်ကျမမှန်တဲ့စကားမပြောဘူးမှန်တဲ့စကားပဲပြောတယ်နော်သူတို့နောက်ထပ်6လက်လာရှိသေးတယ်စစ်တပ်ကိုမြင်ရသားနဲ့ဌာနချုပ်ကိုတွားပြီးပြစ်တယ်ကိုရှိကနေဖြတ်သွားတာမြင်ရသားနဲ့ပြစ်မိတ်မကြလို့ဆိုပြီးခလေးတွေမပြစ်လိုက်ရတော့မနေနိုင်တော့ဘဲနဲ့ပောက်ကွဲထွက်ပြီးနောက်ဆုံးမနေတော့တာလေကျမတို့ကစစ်တပ်ကိုတိုက်ဖို့ဆိုပြီးဘိုးစာလုံးရဲ့လက်အိတ်ကိုခေါ်ခဲ့တာလေဘိုးစာလုံးကဘာကိစ္စနဲ့ကျမတို့နိုင်ထက်စင်းနေလာလို့တာအင်အားကြီးမာတဲ့ငါတနက်ရှိတိုင်းငါကတနက်ရှိတိုင်းငါကတိုင်းသားလက်နက်ကင်ခေါင်းဆောင်ဆိုပြီးတော့အမှန်တရားကိုရမယ်လို့